လူသားတွေရဲ့အရွယ်ဟာအလွန်လျင်မြန်စွာကုန်ဆုံးနေတယ်မှန်တယ်နော်မနှစ်တုန်းကဒီမှာတရားဝဲခြင်းမှာအခုရောက်နေပြန်ပြီနောက်နေ့ခါဆိုလဲခဏလေးပဲဟိုးဆိုရောက်လာအောင်နော်တစ်နှစ်နဲ့တစ်နှစ်ဆိုဘယ်တော့မှမကြာခဏလေးအတွင်းမှာပဲရောက်ရှိပြီးတော့လာလျင်မြန်တဲ့အဟုန်နဲ့ကုန်ဆုံးနေတယ်လူတွေရဲ့အရွယ်ဟာကုန်ဆုံးနေဒီနေ့တရားဝဲထဲမှာပါတဲ့လူနောက်နှစ်ဆိုပါချင်မှလည်းပါမှာရှိချင်မှလည်းရှိကုန်ဆုံးမှုကအလွန်လျင်မြန်တယ်လို့ဆိုတယ်ပေါ့အဲ့တော့အတိပတ္တိဝယောလူတွေရဲ့အရွယ်ဆိုတာအင်မတန်မှလျင်မြန်တဲ့ဟောင်းနဲ့ကြော်ဖြတ်နေတာဖြစ်တယ်ခနောတထေဝလူတွေရှိတဲ့ခဏဆိုတာလည်းပဲအချိန်ပိုင်းလေးအတွင်းဟာလူဘဝရရှိထားတဲ့ခဏလည်းအဲ့ဒီတိုင်းပဲအလွန်လျင်မြန်တဲ့အဟုန်နဲ့ကြော်ဖြတ်နေတာဖြစ်တယ်ဌာနနတ္ထိထာဝရတည်ထမ်းဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့ဒုဝံသောန္တိတတ္တသရဝါတွေဟာသေဖို့ရသေချာမြဲတယ်ပေါ့မြေကြီးလက်ခတ်မလွယ်မြဲတယ်ပရိစ္ဆေယတိအတုဝံတရိရံဒီလူရဲ့မမြဲတဲ့ခန္ဓာကိုယ်ကြီးဟာတနေ့တခြားအိုမင်းရင်းရောနေတာဖြစ်တယ်ဆိုတာကိုတဲ့ဥရိယပတ္ထမင်းသမီးအနေနဲ့သိသိချာချာစဉ်းစားပါဥဒယေမာပမာဒဥရိယမင်းသမီးတဲ့မမေ့ပါနဲ့တဲ့ဒီအချက်တွေကိုမမေ့ပါနဲ့ဒီအရွယ်ဟာခဏလေးကုန်ပြီဆိုတာအဲ့တော့သူတို့ခေတ်ကတက်တန်းက1000ရှိတာနော်အခုခေတ်ဆိုဘယ်လိုပြောမလဲနော်အခုခေတ်လို့တိုးရင်ဘယ်လိုများပြောမလဲအဲ့ဒါမှအခုချိန်ကတိုးတောင်းတာသူတို့စီမှာအနည်း1000တန်းမှပြောတဲ့စကားတွေဒါဥရိယေမာပမာဒဥရိယပတ္တမင်းသမီးတဲ့မမေ့နဲ့စရတုဓမ္မံတရားဓမ္မကိုကျင့်ပြအောင်ကျင့်ပါတရားဓမ္မဆိုတာခုနပြောတဲ့ကိုချင်းသီလကိုထိန်းသိမ်းဆောင်ရှောက်ဖို့ကုသိုလ်ကောင်းမှုတရားတွေလုပ်ဖို့ဒါနကောင်းမှုတွေလုပ်ဖို့သီလတွေစောင့်တည်ဖို့ဒီအချက်တွေကိုပြောတာသူတို့အဲ့ဒါလို့ပြောတယ်အဲ့တော့လူရဲ့အရွယ်ဆိုတာအလွန်လင်းမြန်စွာကုန်ဆုံးနေတာဖြစ်တယ်ဒါတွေမကဘူးလူတွေရဲ့လောဘအတော်မတတ်နိုင်တဲ့အကြောင်းလူတွေရဲ့လောဘအတော်မတတ်ဘူးတဲ့ကတိနာပထဝီဓနတ္တပူရာဧကတေဝတိယအနေညဒေယဘသူမှမဆိုင်ဘူးကိုတယောက်တည်းပိုင်တာမြေပြင်ကြီးတစ်ခုလုံးကိုကိုတယောက်တည်းပိုင်တယ်အဲ့ဒီကိုတယောက်တည်းမှာကဘာမြေပြင်ကြီးတစ်ခုလုံးမှာရှိသမျှစေရနာတွေကိုတယောက်တည်းပဲပိုင်အဲ့ဒီလူဟာတော်ပြီလို့များပြောသလားဆိုဘယ်တော့မှမပြောဘူးတဲ့နော်ဘယ်တော့မှသူဟာတင်းတိမ်ရောင်ရဲသွားတယ်လို့မရှိဘူးတဲ့ဘလောက်ပဲပိုင်ပိုင်ဘလောက်ပဲများတင်းတိမ်ရောင်ရဲသွားတာလို့မရှိဘူးတဲ့တံစာပိဇဟတိအဝိတာရာကိုအဲ့ဒါလို့ဒီချမ်းသာကြွယ်ဝနေတော်လဲသူဟာလောဘရဲ့အရှိန်ကိုဘယ်တော့မှမတတ်ဘူးတဲ့ရှေးတုန်းကဆရာတော်ကြီးတစ်ပါးဟောတော်တာကိုကြားလိုက်ဘူးတဲ့မြေပိုင်ရှင်ကြီးတယောက်ကသူ့ပေါ်မှာကျေးဇူးများတဲ့မြေလုံသားတယောက်မင်းငါပေါ်မှာကျေးဇူးများတယ်ငါမြေတွေမင်းကိုပေးမယ်မင်းလိုချင်တဲ့တော့ယူစမ်းဒီကနေပြီးတော့ပြေးပြီးမင်းလိုချင်တဲ့နေရာကျရပ်လိုက်ငါအဲ့ဒီမြေပေးမယ်ဆိုအဲ့ဒီကောင်ကပြေးလိုက်တာလေပြေးလိုက်နောက်လှည့်ကြည့်လိုက်နဲပါသေးတယ်ထပ်ပြေးလိုက်နောက်လှည့်ကြည့်နဲသေးတယ်ဒါကငါအတွက်ဒါကဘသူအတွက်နဲ့ဆိုပြီးတော့ပြေးတာပြေးနဲ့နောက်ကြတော့အမောဆိုးပြီးတော့လဲပြီးသေးသွားနော်လောဘအဆုံးမသနိုင်တော့ပြေးရင်နဲ့လဲပြီးတော့အမောဆိုးပြီးသေးသွားတယ်အဲ့တော့မြေပိုင်ရှင်တထေးကြီးကပြောတယ်ငါကတော့မင်းပေးမလို့မင်းကလည်းကိုတန်ယုံမယူဘဲနဲ့တူတော့အဲ့တော့မင်းနဲ့တန်တာတော့6ပေပဲဆိုပြီးတော့မြေချင်းလေးတူပြီး6ပေလည်းပဲမြုပ်ပေးလိုက်တာအဲ့ဒါပဲနော်လောဘဆိုတာအတော်မတတ်ဘူးလို့ဆိုတယ်ဘာဖြစ်ဖြစ်ကြည့်လိုက်ရင်နဲပါသေးတယ်ရွှေတပိဿာရလဲနဲသေးတယ်နော်မြေဧက1000ရလဲနဲသေးတယ်
ပြေးဦးမှာပဲသူအဲ့ဒီလူတွေဥရိယဘဒမင်းသားဖြစ်လာတဲ့တရားမင်းကတရားဟောတယ်အဲ့ဒါမြေပြင်ကြီးတစ်ခုလုံးကိုယရနာတွေနဲ့ပြည့်နေအောင်အပြည့်ပိုင်ဆိုင်ထားတော်လည်းပဲတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာလိုချင်နေတော့မယ်တဏှာလောဘဟာဘယ်တော့မှအဆုံးမသတ်ဘူးဒါကြောင့်မို့ဥရိယဗဒ္ဒမင်းသမီးမမေ့လိမ့်နဲ့တဲ့တရားဓမ္မချင်းပြည့်အောင်ကျင့်လောဘဆိုတာဘယ်တော့မှအဆုံးမသတ်ဘူးဒါတစ်ခုနော်နောက်တစ်ခါဆက်ပြီးတော့ပြောတယ်မာတာသပိတာသဘာဒရောသပရိယာယာပိတဏိနကိတာတေသာပိဇဟန္တိအညမညာလောကလူတွေဟာဘဝရလာပြီဆိုရင်အမေကိုလည်းချစ်တယ်အဖေကိုလည်းချစ်တယ်ညီကိုမောင်နှမတွေချစ်တယ်မိဘမောင်နှမတွေချစ်ရုံမှအာမကြဘူးနောက်တစ်ယောက်ကိုပတ်စံပေးဝယ်ပြီးတော့နော်ချစ်เสียရှာထားပြန်တယ်နော်အမေအဖေအားလုံးအဲ့ဒါတွေမလုံလောက်လို့နောက်တစ်ယောက်ကိုဝယ်ထားလိုက်သေးတယ်အဲ့ဒါတွေအားလုံးဟာနောက်ဆုံးကြတော့တဦးနဲ့တူခွဲသွားကြရတာကြီးပဲချစ်လာပါတယ်ဆိုတဲ့အမေအဖေမောင်နှမဇနီးမောင်နှံခွဲပြီးတော့သွားကြရတယ်ဒါကြောင့်မို့မမေ့လိမ့်နဲ့ဒီလိုဆိုလို့လေနော်မမေ့လိမ့်နဲ့တရားဓမ္မကိုကျင့်မြတ်အောင်ကျင့်ပါဟောနောက်တစ်ခါလူရဲ့ဘဝလူခန္ဓာကိုကြည့်ကာယောပရဘောဇနန္တိညတ္တဝါစဉ်းစားကြည့်ဥရိယဗဒ္ဒမင်းသမီးဒုက္ခန္ဓာကိုယ်ဟာသူများစားဖို့အတွက်ပဲဒုက္ခန္ဓာကိုယ်ကြီးကသူများစားဖို့အတွက်ပဲအဲ့တော့လူခန္ဓာကိုယ်ကြီးဟာသိသွားလို့ရှိရင်အကောင်ပလောင်နေစားကြမှာပဲလေဘယ်ကောင်မှမစားဘူးဆိုရင်လည်းလောက်စားမှာပေါ့လောက်ကတော့တေချာပေါစားမိရှုပြည့်တော့လည်းပဲမစားမဲ့သူမရှိဘူးပေါ့နော်အကောင်လောင်နေရဲ့အစာပဲဖြစ်မယ်တန်တာရီသူဂတိစာဒုဂတိစာဣတရဝါသောတိစာရိယတန်တရားထဲမှာကောင်းတဲ့ဘဝပဲဖြစ်ဖြစ်ဆိုးတဲ့ဘဝပဲဖြစ်ဖြစ်နေရတယ်ထိုင်ရတယ်ဘဝမှာဖြစ်ရတယ်ဆိုအလွန်တူတောင်းတာခဏလေးပဲဒီလိုဆိုခဏလေးပဲနေရတာမကြဘူး life is too short ဘဝဆိုတာသိတူတယ်တူတူလေးပဲအခုဘဝမှာဆိုပိုးတူတာပေါ့နော်အမှန်တမ်းတူတယ်အဲ့ဒီလိုတူတောင်းတဲ့ဘဝမှာအကျိုးအမြတ်များများရဖို့အတွက်ကတော့မေ့မနေကြနဲ့တရားပဲအထုတ်ပါတရားဓမ္မပဲကျင့်ကြံကြိုးကိုအထုတ်ပါအခုလို့ဒီလိုဆုံးမဩဝါဒပေးတာဒါကဖျားပွင့်တဲ့အချိန်မဟုတ်ဘူးဖျားပွင့်တဲ့အချိန်မဟုတ်တော့နိဗ္ဗာန်ရသည့်တိုင်အောင်ဟောပြောနိုင်တဲ့တရားမျိုးတော့မဟုတ်ဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးကုသိုလ်ကမ္မဗရတရားတွေကျင့်ပြီးကောင်းရာဒုက္ခတိနတ်ဘုံရောက်ဖို့အတွက်သူဟောပြောခြင်းသာဖြစ်တယ်ပေါ့